仲會卡New York မြို့က Continental Hotel ရဲ့listening လွှမ်းမှရှိတဲ့ထိပ်တန်းရာဇဝတ်ဂိုင်းကောင်ဆောင် Santino D'Antonio ကိုခွင့်ပြုချက်မရှိဘဲတပ်ဖြတ်လိုက်တဲ့အတွက်အဖွဲ့ကနေအဆက်ဖြတ်ခံရသူ excommunicado ဖြစ်တတ်မှတ်ခြင်းမခံရခင် Manhattan မြို့မှာလှည့်ပတ်နေခဲ့ပါတယ်။ Continental Hotel ကတော့ဘယ်သူမှမပါတဲ့ကြားခံနေရလို့သတ်မှတ်ထားတာပေါ့။ John ကသူ့ခွေလေးကို Hotel Echo Sharon စီမှာလုံခြုံစွာထားခဲ့လေ။ New York Public Library မှာတော့ John က Marca Medallion တစ်ခုနဲ့ဘူတီစိတ်ချိုးတစ်ချောင်းကိုတွားယူခဲ့လေ။နောက် Hitman တစ်ယောက်နဲ့တိုက်ခိုက်ရင်တန်ရာရတော့မြေအောက်လောကကဆရာဝန်တစ်ယောက်စီမှာစေကူတမှုခံယူခဲ့လေ။ဒါပေမဲ့ဆရာဝန်ကုသလို့မပြီးခင်မှာပဲသူ့ရဲ့အဖွဲ့ကနေအဆက်ဖြတ်ခံရတဲ့အချိန်ကစတင်အသက်ဝင်လာတော့ John ကိုတိုင်းတန်ရာရီကိုချုပ်ခဲ့ရတယ်။အဲ့ဒီကနေထွက်လာတာနဲ့ John ကိုလှုပ်ချင်တက်ဖြတ်သူအဖွဲ့မျိုးစုံကလိုက်ပါတော့တာပေါ့။ John ကသူတို့အားလုံးကိုတပ်ဖြတ်လိုက်တယ်။ပြီးတော့ Rascaroma ရာဇဝတ်ဂိုင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ director နဲ့တွေ့ပြီးဘူတီစိတ်ချိုးကိုပြလိုက်တယ်။ Casablanca ဝီလုံချုံစွာတောင်းခွင့်ပြုဖို့တောင်းဆိုခဲ့တယ်။ John ဟာတစ်ချိန်တုန်းကသူတို့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် director ကမတမတာနဲ့ကူညီပေးလိုက်တယ်။ဒီတော့တွင်မှာထိပ်တန်းအဖွဲ့ high table ကစီရင်သူ adjudicator တစ်ယောက်ဟာ New York Continental Hotel ရဲ့ manager Winston နဲ့ Bowery King တို့နဲ့တွေ့ဆုံတယ်။ John ကိုကူညီခဲ့တဲ့အတွက်ပြီးတော့ထိပ်တန်းအဖွဲ့ရဲ့စီမင်းတွေကိုတွေ့ဝိုင်းပြီးစန့်ကျင်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်လုံးရတူတန်းယူနှုတ်ထွက်ဖို့9ရက်အချိန်ပေးလိုက်တယ်။အဲ့ဒီစီရင်သူကဂျပန်လူမျိုးလှုပ်ချင်တပ်ဖြတ်သူ0ကို9ရန်ပြီး John ကိုကူညီခဲ့တဲ့အတွက်ဖြစ်တဲ့အနေနဲ့ director ရဲ့လက်နှစ်ဖက်လုံးကိုဓာတ်နဲ့ထိုးဖို့အမိန့်ပေးခဲ့တယ်။ Casablanca မှာ John ကသူ့ရဲ့တငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ပြီး Moroccan Continental ရဲ့ manager ဖြစ်တဲ့ Sofia နဲ့တွေ့ခဲ့တယ်။ John က Marca Medallion ကိုပြလိုက်တော့အတိတ်ကကျေးဇူးဆက်ရမယ့်တာဝန်တစ်ခုနဲ့ Sofia ကိုချီနှောင်လိုက်တယ်လို့ဖြစ်သွားတယ်။ပြီးတော့ထိပ်တန်းအဖွဲ့ရဲ့ကထက်မှရှိတဲ့တူးထဲသောသူဖြစ်တဲ့ Elder C ကိုပို့ပေးဖို့တောင်းဆိုတယ်။ Sofia ကမတမတာနဲ့ John ကိုသူမရဲ့သူချီဟောင်း Brada C ခေါ်သွားတယ်။ Brada ကတော့ John ကိုတဲကန်ဒါတာထဲမှာလန်ရှောင်းနေပြီးမရှောင်းနိုင်တော့တဲ့အချိန်ကျမှ Elder ကိုတွင်းနိုင်လိမ့်မယ်လို့ပြောပြတယ်။အပြန်လန်းနေနဲ့ Brada က Sofia ရဲ့ခွေးတွေထဲကတကောင်ကိုတောင်းတယ်။ Sofia ကညင်းလိုက်တဲ့အခါ Brada ကခွေးကိုပစ်လိုက်တယ်။ဒါပေမဲ့ခွေးလေးကသူ့ရဲ့ခြေကအင်ကြီးကြောင့်အသက်ရှင်ခဲ့တယ်။ Sofia က Brada ကိုတတ်ချင်ပေးမဲ့ John ရဲ့တတိပေးစကားကြောင့်တန်ရပဲရအောင်လုပ်လိုက်တယ်။သူတို့နှစ်ယောက် Casbah ကနေတိုက်ခိုက်ရင်ထွက်လာပြီးတဲကန်ဒါတာထဲကိုခါနဲ့မောင်းဝင်သွားတယ်။အဲ့ဒီမှာ Sofia က John ကိုထားခဲ့ပြီးပြန်သွားတယ်။9ရက်အကြာမှာစီရင်သူနဲ့0တို့က Bowery King နဲ့ရင်ဆိုင်တိကြတယ်။ Bowery King ကတော့သူ့ယာတို့ကနေနှုတ်ထွက်ဖို့ညှင်းဆန်လိုက်တယ်။အဲ့ဒီခါ0ရဲ့တတိတွေက Bowery King ရဲ့လူတွေကိုတပ်ဖြတ်ပစ်ကြပြီး King ကိုတော့ပြစ်ဒဏ်အနေနဲ့ဂျပန်ဓာတ်နဲ့9ချက်ခုတ်လိုက်တယ်။ဒီတော့တွင်မှာ John ကတဲကန်ဒါတာထဲမှာမိလဲသွားပြီး Elder C ကိုရောက်သွားတယ်။ Elder ကဘာကြောင့်ရောက်လာတာလဲလို့မေးလိုက်တဲ့အခါ John ကသူ့ဇနီးဟောင်းနဲ့ချစ်ခဲ့ကြတဲ့အမတ်တရားတွေကိုဆက်ပြီးထိန်းထားနိုင်ဖို့အသက်ရှင်ခြင်းတယ်လို့ပြောပြတယ်။ Elder ကတော့ John ရဲ့ဖြစ်မှုတွေကိုခွင့်လွှတ်ပေးဖို့သဘောတူလိုက်တယ်။ဒါပေမဲ့ Winston ကိုတတ်ရမယ်ပြီးတော့သူ့သက်လုံးထိပ်တန်းအဖွဲ့ကိုတစ္ဆာခံပြီးနေရမယ်ဆိုတဲ့အချက်နဲ့ပေါ့။ Elder ကိုတစ္ဆာခံကြောင်းတည်ပြောတဲ့အနေနဲ့ John ကသူ့ရဲ့လက်သူကြွယ်ကိုဖြတ်ပြီးမင်္ဂလာလက်စွပ်ကို Elder ကိုပေးလိုက်တယ်။ John က New York ကိုပြန်ရောက်လာပြီး Continental Hotel ရဲ့အကာအကွယ်အောက်ကိုမရောက်ခင်မှာ0နဲ့သူတတိတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတယ်။ Hotel ရဲ့လုံခြုံတဲ့နေလိုက်ရောက်တော့0က John ရဲ့ပရိသတ်တစ်ယောက်ဖြစ်ကြောင်းဝန်ခံခဲ့တယ်။စီရင်သူရောက်လာပြီး Winston ကယာတို့ကနေနှုတ်ထွက်ဖို့ညှင်းဆန်လိုက်တယ်။ John ကလည်း Winston ကိုတတ်ဖို့ညှင်းဆန်လိုက်တဲ့အခါစီရင်သူက Continental Hotel ရဲ့ကြားခံအဆင့်ကိုရုပ်သိမ်းလိုက်တယ်။ပြီးတော့0နဲ့လက်နက်အပြည့်အစုံနဲ့ထိပ်တန်းအဖွဲ့ရဲ့စစ်သားအများပြားကို John နဲ့ Winston ကိုတတ်ဖို့အစေလွှတ်လိုက်တယ်။ Winston ကတော့ John ကိုလက်နက်တွေနဲ့ Sharon နဲ့သူဝန်ထမ်းတွေရဲ့အကူအညီတွေကိုပေးခဲ့တယ်။စစ်သားအလုံးကိုတတ်ပြီးနောက် John ကို0နဲ့သူတတိတွေကချုံခိုတိုက်ခိုက်ခဲ့ကြတယ်။ John ကတော့0ရဲ့တတိနေအောင်ဟာလွဲပြီးကျန်တဲ့သူအလုံးကိုတတ်ပစ်ခဲ့တယ်။0က John နဲ့တိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးတော့အနိုင်ယူခံရပြီးတေးဆုံးဖို့ထားခဲ့ရတယ်။ Continental Hotel ရဲ့ခေါင်းမိုးပေါ်မှာစီရင်သူက Winston နဲ့ဆွေးနွေးညီးနှွယ်ဖို့သဘောတူလိုက်တယ်။ Winston ကထိပ်တန်းအဖွဲ့ကိုတစ္ဆာခံမယ်လို့ကတိပေးလိုက်တယ်။ John ရောက်လာတဲ့အခါ Winston ကသူ့ကိုမတိရအောင်ပစ်လိုက်တယ်။ John ကတော့ခေါင်းမိုးပေါ်ကနေအောက်ကလမ်းမော်ဒီစီဖြုတ်ကျသွားခဲ့တယ်။ Winston ကသူ့ရဲ့ manager ယာတို့ကိုပြန်ယူလိုက်တယ်။ပြင်းထန်စွာဒဏ်ရာရခဲ့တဲ့ John ကိုလျှို့ရှိုးစွာကောက်ယူပြီးမြေအောက်ဘန်ကာတစ်ခုမှာဒဏ်ရာပြင်းထန်စွာရရှိထားတဲ့ Bowery King စီပို့ဆောင်ပေးခဲ့တယ်။သူတို့နှစ်ယောက်ကတော့ထိပ်တန်းအဖွဲ့ကိုပူးပေါင်းတိုက်ခိုက်ဖို့သဘောတူလိုက်ကြတယ်။